အကျိုက်ဆုံးကကြတော့ယောက်ျားချစ်တဲ့ရေခုံရင်တော့နောက်ကိုလာမစင်းစားနေတော့ကွယ်ပါဖို့မနေပါကုန်ပြီကဲယောက်ျားလေးတက်ပတ်တဲ့ရုံးရရင်တော့မမဲ့ကွယ်စဉ်းစားရအောင်မယ်ယောက်ျားတွေကမလစ်တတ်ပါဘူးချစ်ပဲချစ်တတ်တာပါတော့လွေပါလို့မနဲ့ပြန်ပြောတာဒီကတော့ချစ်တတ်တာပေါ့နော်အချစ်တွေကြီးသွားတာ72ရဲ့ဘန်နဲ့ညီမတို့ကတိုင်ပင်ပြီးတော့ဗောနော်တေချာလေးဒါလုတ်ပြတယ်တချင်းသွားတဲ့တော့ကလည်းအကိုကြီးစော်လက်ကဗောနော်မောင်နှမနှစ်ယောက်စလုံးတေချာလေးလိုက် train ပေးတယ်ညီမတို့ကတော့ studio ထဲမှာတော့မကြိုက်မချင်းဗောနော်မကြိုက်မချင်းပြန်ပြီးတော့သွင်းတယ်ဘာလို့ဆိုပြန်ဆိုတေးဖြစ်တဲ့အတွက်ညီမတို့ကတာဝန်ကြီးရမှားလို့မရဘူးဗောနော်ပေါ်ပြဖြစ်မှာလဲစိုးရတယ်ပြီးတော့တယောက်ကိုတယောက် image တွေထိမှာလဲကြောက်တယ်ဗောနော်အားကြောင့်မလို့တေချာလေး view တက်ဆိုင်နေဗောနော်ညီမတို့ကဟို program ကြတော့မတီးပဲနဲ့Exclusively from Golden Valley. ဒီနေ့ကဘာရိုက်တာလဲဆိုတော့တကြံတချင်းလေးပေါ့နော်တကြံတချင်းလေးရိုက်ကူနေရပါတမီးတို့မောင်နှမနှစ်ယောက်ကယောက်ျားဆိုတဲ့တေးဆရာဦးစိုးလင်းရေးထိုင်တဲ့တချင်းလေးပေါ့နော်ကဲပြောပါအောင်ယောက်ျားဆိုတာဒါတချင်းအဟောင်းလေးလားကိုကြီးဆိုတချင်းဆိုတော့ပြပြဟုတ်တချင်းကအဟောင်းလေးပါမက်အင်ချင်းနဲ့ဟိုကိုဒီယန်ပေါ့နော်ဆိုထားတဲ့တချင်းလေးကိုတမီးတို့နှစ်ယောက်ကပြန်ပြီးတော့ပုံဖော်တာပါရှင်ပြန်ပြီးတော့ဟိုစမ်းတဲ့ဒီထွင်လိုက်တာပေါ့နော်တချင်းလေးကပထမတော့မောင်နှမနှစ်ယောက်ကလေဟိုကိုတမီးကပထမတော့ကိုတယောက်ထပ်လှုပ်ဖို့ပေါ့နော်လှုပ်ဖို့ဆိုတာအကုန်လုံးကလည်းတယောက်တည်းလှုပ်နေကြဇုံတွဲကနဲတယ်လေနဲတဲ့နဲရောတမီးကတချင်းလေးတွေအဲ့လိုမျိုးရှာလိုက်တာသူပထမတော့အကိုကြီးကိုပြတော့မှတခြားတချင်းလေးပေါ့နော်ပြီးတော့မှအတန်တွေပါပြန်အစင်မပြေဘူးနှစ်ယောက်ဆိုတော့ပြန်ညှိရတယ်ညှိတိုင်းညတော့တချင်းတွေအများကြီးရွေးထုတ်လိုက်တာရွေးထုတ်ပြီးတော့မှကိုကြီးကညီမလေးတဲ့ဒီတချင်းလေးကြိုက်တယ်တဲ့ကိုကလည်းဒီတချင်းကိုလုံးဝ star ပြထားပြီးသားကြိုက်တူတော့မောင်နှမနှစ်ယောက်ဖန်တီးပြစ်သွားတာပါဟုတ်ကဲ့ဒီတချင်းကကြတော့အဓိကကကြတော့ကျွန်တော်တို့တကြံချင်းထဲမှာဆိုရင်လည်းဟိုမကြားရကြားပြီးပေါ့နော်ဟိုအဟောင်းတွေကိုပြန်ပြီးတော့ဟိုကျွန်တော်တို့ကြတော့တက်သစ်ဆက်လူငယ်ဖြစ်တဲ့အတွက်ချက်ချင်းအသက်ကြီးဆိုမယ်ဆိုရင်လည်းဟိုအဆင်မပြေဘူးပေါ့နော်ကျွန်တော်တို့ဖန်တီးရတဲ့အပိုင်းတွေကျွန်တော်တို့နားမလည်တဲ့အပိုင်းတွေလည်းရှိသေးတော့အခုဒီတချင်းဟောင်းလေးကိုပြန်ဖန်တီးမယ်ဆိုတဲ့အခါမှာဒီတချင်းလေးကကြားပြီးထွက်ပြီးကြတဲ့ရဆိုရင်ပြန်ဆိုတဲ့သူမရှိသလောက်ကိုရှားတယ်ပေါ့နော်ရှားတော့ကဲအဲ့ဒါနဲ့မောင်နှမနှစ်ယောက်နောက်ပြီးတော့တချင်းကလည်းလွယ်လေးနဲ့ချစ်စရာလေးတယောက်နဲ့တယောက်ကြည်စားပြီးတော့စိုးနေရတဲ့တချင်းလေးပေါ့နော်တယောက်နဲ့တယောက်အဲ့တော့ဟိုမြူးမြူးကြွကြွလေးနဲ့အားလုံးဟိုပျော်စရာလေးတွေပေးခြင်းတဲ့စိတ်နဲ့ပေါ့နော်ဒါလေးရွေးပြတာပါခင်ဗျာဟုတ်အချမ်းပေါ့ပါအများကြီးပဲ72ရဲ့ဘန်နဲ့ညီမတို့ကတိုင်ပင်ပြီးတော့ပေါ့နော်တေချာလေးဒါလုတ်ပြတယ်တချင်းသွားတဲ့တော့ကလည်းအကိုကြီးစော်လက်ကပေါ့နော်မောင်နှမနှစ်ယောက်စလုံးတေချာလေးလိုက် train ပေးတယ်ညီမတို့ကတော့ studio ထဲမှာတော့မကြိုက်မချင်းပေါ့နော်မကြိုက်မချင်းပြန်ပြီးတော့သွင်းတယ်ဘာလို့ဆိုပြန်ဆိုတေးဖြစ်တဲ့အတွက်ညီမတို့ကတာဝန်ကြီးရမှားလို့မရဘူးပေါ့နော်ပေါ်ပြဖြစ်မှာလဲစိုးရတယ်ပြီးတော့တယောက်ကိုတယောက် image တွေထိမှာလဲကြောက်တယ်ပေါ့နော်အားကြောင့်မလို့တေချာလေး view တက်ဆိုင်နေပေါ့နော်ညီမတို့ကဟို program ကြတော့မတီးပဲနဲ့ဘန်နဲ့ကိုတေချာပြီးတော့တေချာပြန်မူရင်းနဲ့လည်းမတူပဲနဲ့ကွဲထွက်သွားအောင်ပေါ့နော်နောက်တစ်ခုကကြတော့မူရင်းအဆိုရှင်တွေကလည်းအရန်အောင်မြင်ခဲ့ပြီးတော့တကယ်ကောင်းတဲ့အဆိုတော်တွေဖြစ်တယ်ကျွန်တော်တို့ဖန်တီးတဲ့အခါမှာလည်းဟိုသူတို့တက်မတာဘူးဆိုရင်တော့မှဟိုအဲ့အောက်ကိုမရောအောင်ပေါ့နော်ဟိုအကောင်းဆုံးကိုရီးယားဟိုဘယ်လိုပြောမလဲတန်ဖိုးထားတဲ့အနေနဲ့ပါဟိုဆရာကတော့တေးဆရာကတော့ပြောပါတယ်တေချာလေးလှုပ်စိတ်ကြိုက်လို့အခွင့်ပြုပေးထားတယ်ဒီတချင်းကိုစိတ်ကြိုက်ဘလို့ပြောင်းပြန်နေပဲလန့်ကျလားဟိုတေချာပေါ့နော်ချစ်လို့ပေါ့နော်အဲ့လိုစိတ်ကြိုက်ခွင့်ပေးထားတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီမူရင်းအရသာတွေလည်းမပြောက်သွားအောင်မူရင်းကနေလည်းကွဲထွက်သွားအောင်ကျွန်တော်တို့ဘန်နဲ့ဟိုမှာတေချာတကြံချင်းနေဆိုအခုနောက်ပိုင်းဘန်နဲ့ဆိုတာရှားတယ်လေရှားတဲ့အချိန်မှာကျွန်တော်တို့ဒီဘန်နဲ့ကိုမရမကအစင်ပြေအောင်မောင်နှမနှစ်ယောက်ညှိနိုင်ကြိုးစားနဲ့အဲ့လိုလုပ်ခဲ့ပါတယ်ခင်ဗျမိုးလစံတောင်းဟုတ်လားအဲ့တော့စဉ်းစားတာမူဝင်သွားမိုးလဆောက်ထည့်ရိုက်လိုက်တယ်ညနေရိုက်နေတယ်မိုးလဆောက်လိုက်ဟုတ်ကြိုက်တယ်ဒါမှအကျန်းနဲ့ရိုက်နေတာအကျန်းနဲ့ရိုက်တာအချောလုံးဝမထွက်သေးဘူးနော်ကိုကြီးကလုံးဝနော်အတန်လုံးဝပါဝါအပြည့်အတန်မရောက်တာသမီးမဟုတ်တာသူ့ကိုလိုက်မရောက်ဆိုရတာကိုကအဲ့လိုမျိုးမဟုတ်တာအရန်လက်တော်တယ်ထွက်ရင်သူကပိုတွတ်နေလေပဲ
အချိုက်ဆောင်ကကြတော့ယောက်ျားချစ်တဲ့ရေခုံရင်တော့နောက်ကိုလာမစင်စားနေတော့ကွယ်ပါဖို့မနေပါဘူးကဲ ယောက်ျားလေးတက်ပတ်တဲ့ရောင်းရရင်တော့မမကွယ်စဉ်းစားရအောင်မယ်ယောက်ျားတွေကမလစ်တတ်ပါဘူးချစ်ပဲချစ်တတ်တာပါဟုတ်လွေပါလို့မနဲ့ပြဆွဲတာဒီကတော့ချစ်တတ်တာပေါ့နော်အချစ်တွေကြီးသွားတာကောင်လေးကအရန်လစ်တက်တယ်ပြီးတော့ကောင်မလေးအခုခင်းနေညီရယ်နော်ဟုတ်တယ်တွေ့တဲ့အချိန်မှာလဲ तू ဘာမှမဟုတ်တယ်လို့ပဲ तू ကလုံးဝချစ်တတ်ပါတယ်ဗောतू လစ်ပင်မဲ့ तू ချစ်တတ်တယ်အဲ့လိုမျိုးတကယ်မဟုတ်ပါဘူးဟုတ်တယ်ကျွန်တော်ပင်ကိုအတိုင်းဆိုရင်တော့တယောက်တည်းပဲချစ်တတ်တာပါဒါပေမဲ့ဒီဇက်လန်အရာတော့ကျွန်တော်တို့ဘယ်လိုပြောမလဲကြောရိုးလေးရအောင်ဒီတချင်းရအောင်ကကြတော့ကျွန်တော်ကဘယ်လိုပြောမလဲအချစ်များတဲ့အချစ်ကြီးတဲ့ကောင်လေးတယောက်ပေါ့နော်ဟုတ်ဆန္ဒပလဲဟုတ်တယ်ဒီရက်ထဲမှာညီမလေးအခုဆက်ရင်ပေါ့နော်တွဲပြီးတော့တော်တော်များများကိုကြီးနဲ့ပဲအလုပ်လုပ်ဖြစ်တာများတယ်ကျန်တဲ့လူတွေကတိတ်ပြီးတော့မလုပ်ဖြစ်ဘူးဟုတ်စိတ်ချပို့ပြီးကမစီပို့ပြီးဟုတ်အခုဆိုလို့ရှိရင်လေတခြားလူတွေဆိုလို့ရှိရင်ညီမလေးငွေကြေးပိုင်းရောပြီးတော့ကြံတဲ့အပိုင်းတွေရောညီမလေးအကုန်လုံးပေါ့နော်ဟိုဖြစ်ရတယ်သူအကိုကြတော့လုံးဝပြောစရာမလိုဘူးသူများလေးဆိုလို့ရှိရင်အကိုကြီးသမီးကိုလှုပ်ပါတော်တော်ပြောယူရတဲ့မှာပါတယ်ပြီးရင်လည်းလှုပ်ပေးချင်တယ်လို့မလှုပ်ပေးချင်တယ်လို့ရှိရပေါ့နော်ကိုကြီးကအဲ့လိုဘိုင်းမရှိဘူးညီမလေးသမီးကိုကြီးဒါလေးလှုပ်ချင်တယ်ဆိုညီမလေးလှုပ်ချလှုပ်မှဒုံမောင်နှမနဲ့သူအဲ့လိုမျိုးဆိုတော့စိတ်ချမ်းသာတာပေါ့နော်ပြီးတော့လည်းအရင်ညှိယူစရာမလိုအရင်ခေါ်ယူစရာမလိုအကုန်လုံးက तू ကလည်းအတာဖြစ်တော့လှုပ်တတ်တယ်ကိုကလည်းအတာဖြစ်တော့တခုခုဆိုရင်လှုပ်တတ်တယ်ပေါ့နော်အဲ့တော့ chemistry အရင်ပြီးအဲ့တော့ကိုကြီးနဲ့ပဲအလုပ်တွေတွဲလုပ်ဖြစ်တာများတယ်ဟုတ်ကဲ့အဓိကတော့အတူအလုပ်လုပ်ဖြစ်တာပြောလို့ပါဘာလို့လဲဆိုရင်နှစ်ယောက်ပေါ့နော်ဟုတ်ဘူး तू ကအားကိုတာသမီးကိုဘာလို့လဲဆို तू ကအရန်တတိရှိတာ तू ကမြင်တော့တာမိန်းကလေးဟိုချစ်စရာလေးလို့မြင်တာပေါ့နော်ဒါပေမဲ့ကြားကြီးသူကနော်အမြင်မှားမယ်နော်စတာပါသူကဟိုဘယ်လိုပြောမလဲမိန်းကလေးဖြစ်ပင်မဲ့ပေါ့နော်သူကိုယ်တိုင်ကြိုးစားတယ်ဟိုဥဆောင်ခြင်းနဲ့စိတ်ရှိတယ်ပေါ့နော်ဥဆောင်ခြင်းနဲ့မိန်းကလေးကိုရှာနေရွှေးပါအဲ့လိုပေါ့သူကနောက်တစ်ခုကကြောင့်တက်သစ္စာဖြစ်ပင်မဲ့သူကအစွမ်းကို energy တွေသုံးတာကိုယ်လည်းမြင်နေရတယ်နောက်တစ်အစ်စ်အချင်းချင်းဆိုတော့လေဟိုတယောက်နဲ့တယောက်ဖေးမတာပေါ့နော်ဖေးမကူညီရမယ်ဆိုတဲ့စိတ်ကြောင့်ပဲအဲ့သူလှုပ်တဲ့အလုပ်မှာလဲကိုကြီးဒါလေးဒီလိုရှိတယ်လှုပ်ပေးပါလားဆိုကိုက ready ပဲကိုအားနေရတော့လုံးဝ ready ပဲအဲ့လိုမျိုးလှုပ်ရင်းနဲ့မောင်နှမနှစ်ယောက်အခုဆိုရင်လည်းနှစ်ယောက်တိုင်ပင်နဲ့တော်တော်များများစုံပြစ်ပြီးတော့ဖန်တီးဖြစ်တာပေါ့နော်ဟုတ်ရစ်တဲ့ပတ်တဲ့ပုံစံမျိုးလေးကိုမှကိုကြီးကိုတာကြီးရောအကုန်လုံးပေါ့နော်ဆရာကိုတာကြီးကိုလည်းကူညီတောင်းထားတယ်ဟုတ်ရိုက်နေရပါတော့ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ကအခုတချင်းလေးကိုတော့ပေါ့နော် online media တွေအများစုကနေပြီးတော့ကျွန်တော်တို့တင်နိုင်အောင်စူးစမ်းနေပါတယ်ခင်ဗျာတင်သွားမှာပါဟိုအားလုံးအခုကျွန်တော်တို့page တွေကလည်း Facebook တွေကလည်းတင်မယ်အကုန် TikTok မှာဆိုရင်လည်းကျွန်တော်တို့တင်မှာပါနောက်ထပ်ဟိုဆရာကိုတာကြီးကိုလည်းတင်ဖို့အကူအညီတောင်းထားတယ်ဆရာကိုတာကြီးကိုလည်းဒီညနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်တမီးတို့အကူအညီပေးရပါတော့ကူညီပေးတာတမဆိုရှင်တမီးဆိုအရန်အားနာပါတယ်သူ့ကိုလေသူ့အရန်အားနာပါတယ်သူကလေပြောစရာမလိုအောင်တမီးအကုန်လုံးလိုက်ပြီးအစားအဆုံးလိုက်ကူညီပေးတယ်ကိုကြီးမျက်နှာကြောင့်လည်းပါတာပေါ့နော်ဒီကတော့ကိုဆရာဆိုတော့အပူကက်ရတာပေါ့နော်ဟိုမောင်နှမနှစ်ယောက်လှုပ်တဲ့အခါမှာနှစ်ယောက်စလုံးကလည်းအသစ်တွေဖြစ်တယ်နောက်တစ်ခုကကြောင့်နှစ်ယောက်စလုံးကလည်းစူးစမ်းပြီးတော့ဒီအနုပညာလုပ်ဖို့အတွက်ကိုချွေတာစုဆောင်းပြီးတော့စူးစမ်းနေတဲ့လူငယ်တွေဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကိုအသည့်တွေအခုဆိုရင်လည်းတချင်းတစ်ပုတ်ဖြစ်ဖို့အတွက်ကိုအကောင်းဆုံးဖြစ်ဖို့အကူအညီတောင်းလို့ရတာအကုန်အကူအညီတောင်းနေဟောနှမနှစ်ယောက်ပေါ့နော်တကယ်လည်းအားလုံးအကူအညီပေးရတဲ့သူအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ဆိုတကယ်သမီးတကယ်အားနာရတဲ့အထီကိုသမီးဘာမှဆက်ပြီးပြောစရာမလိုတော့တဲ့အထီကိုသမီးကိုကူညီတွေ့အတွက်သမီးကဒီညမြေရောဆရာကိုတာကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဆရာဟုတ်